ကျေးဇူးကြီးတဲ့မိဘနှစ်ပါးကိုဥပမာတွေနဲ့ဘုရားရှင်ကိုရောမြတ်ဟောတာရှိတယ်တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကနံပါတ်1မိဘကျေးဇူးကိုဘယ်လိုဥပမာပေးတော့ဆိုရင်ပထဝီဝေလူကံပတ္တံပထဝီဝေလူကံပတ္တံဘာပြောတယ်လဲတဲ့မဟာပထဝီမြေကြီးဆိုတာအကျယ်ကြီးပဲအဲ့ဒီမဟာပထဝီမြေကြီးကဘလောက်ပဲကျဲတယ်ပြောယူဇနာပေါင်း2,400,000အထုရှိတဲ့မဟာပထဝီမြေကြီးကိုမိဘမေတ္တာနဲ့နိုင်လိုက်ရင်မဟာပထဝီမြေကြီးကဝါရွယ်လောက်ပဲရှိတယ်တဲ့ဘလောက်ပဲရှိတယ်ဒါကြောင့်မိဘမေတ္တာအနန္တကိုဗုဒ္ဓရှင်ဘုရားမိန့်ကြားသည်2,400,000ယူဇနာပွားတဲ့မဟာမြေများတုမမီဝါရွယ်ပမသိငယ်သွားလို့ကျေးဇူးတရားလွန်များသည်အဲ့ဒါကဗုဒ္ဓပေထဥပမာများထင်ရှားရှိပါသည်နမတိပေးတဲ့ဥပမာကမဟာပထဝီမြေကြီးနဲ့ဝါရွယ်ဘာနဲ့လဲဆိုလိုက်ပါမိဘမေတ္တာအနန္တကိုဗုဒ္ဓရှင်ဘုရားမိန့်ကြားသည်2,400,000ယူဇနာပွားတဲ့မဟာမြေများတုများမမီဝါရွယ်ပမသိငယ်သွားလို့ကျေးဇူးတရားလွန်များသည်အဲ့ဒါကဗုဒ္ဓပေထဥပမာများထင်ရှားရှိပါသည်နောက်တကနာမနေဥပမာကတိနေတော်ဥနဝမိကံတဲ့တိနေတော်8,400,000အမြင့်ဆောင်တဲ့မြင့်မို့တောင်မင်းကြီးဟာမိဘမေတ္တာနဲ့နိုင်လိုက်ရင်8,400,000ယူဒနာပေါင်း8,400,000အမြင့်ဆောင်တဲ့မြင့်မို့တောင်မင်းကြီးဟာမိဘရဲ့မေတ္တာနဲ့နိုင်လိုက်လို့ရှိရင်နွားဥဂျိုလောက်ပဲရှိတယ်တဲ့ဘယ်လောက်ပဲရှိတယ်အိုးနွားဂျိုဆိုတာလက်တဆုပ်စားလောက်ရှိတာမိဘမေတ္တာနဲ့မြင့်မို့တောင်မင်းကြီးနဲ့နိုင်လိုက်တဲ့အခါကျတော့မြင့်မို့တောင်မင်းကြီးကလက်တဆုပ်စားပဲရှိတော့တယ်ဒါကြောင့်ဆိုပါမိဘမေတ္တာအနန္တကိုဗုဒ္ဓရှင်ဘုရားမိန့်ကြားသည်8,400,000အမြင့်ဆောင်တဲ့မြင့်မို့တောင်မင်းတုခြင်းမမီနွားကြိုပမသိငယ်သွားလို့ကျေးဇူးတရားလွန်များသည်အဲ့ဒါကဗုဒ္ဓပေထဥပမာများထင်ရှားရှိပါသည်နောက်တကနာမသောဥပမာသက္ကဝါလံသုစိကာရံသက္ကဝါလံစัจ java လံအနန္တဆိုတာအမတန်ကျယ်ပြောပါတယ်အမတန်ပြန်ပါတယ်အဲ့ဒီလိုကျယ်ပြောပြန်ပြောတဲ့စัจ java လံအနန္တကြီးကိုမိဘမေတ္တာနဲ့နိုင်ကြည့်ရင်ပရိသတ်တေစัจ java လံအနန္တကအနဘာပေါက်၄လောက်ဖြစ်သွားတယ်တဲ့အနဘာပေါက်ဆိုတာသေးသေးလေးမို့လားအရှိလေးတမြင်အောင်မနဲ့ထိုးသွင်းပြီးတော့ယူနေရအဲ့ဒီတိုင်းပဲမိဘမေတ္တာနဲ့စัจ java လံအနန္တနိုင်ရင်မိဘမေတ္တာကကြီးမားပြီးတော့စัจ java လံအနန္တကအနဘာပေါက်လောက်ပဲရှိတယ်လို့မြတ်စွာဘုရားပေးတဲ့ဥပမာဘယ်သူပေးတာလဲဆိုလိုက်ပါမိဘမေတ္တာအနန္တကိုဗုဒ္ဓရှင်ဘုရားမိန့်ကြားသည်စัจ java လံအနန္တပမာပြာလဲတူများမမီအနဘာပမာသေးငယ်သွားလို့ကျေးဇူးတရားလွန်များသည်အဲ့ဒါကဗုဒ္ဓပေထဥပမာများထင်ရှားရှိပါသည်နောက်ဆုံးနံပါတ်လေးဥပမာကသမုဒ္ဒောပါတိကံယထာတဲ့သမုဒ္ဒောသမုဒ္ဒရာကြီး45ရေတွေဟာဘလောက်တောင်များတော့ဆိုခွက်နဲ့ခြင်တွက်လို့တော့မရဘူးတဲ့မဟာသမုဒ္ဒရာ45ရေတွေအဲ့ဒီလောက်45ရေတွေတဲ့များတဲ့ရေတွေနဲ့မိဘမေတ္တာနဲ့နိုင်ရှင်ကြည့်မယ်ဆိုရင်
သမုဒ္ဒရာတွေကရေတွေကပရိသတ်တွေမိုးဆက်ပေါက်ကလေးလောက်ပဲရှိတော့တယ်တဲ့မိဘမေတ္တာကပိုကြီးတယ်တဲ့ဘယ်လိုမေတ္တာကပိုကြီးတယ်ဒါကြောင့်ဆိုလိုက်ပါမိဘမေတ္တာအနန္တကိုဗုဒ္ဓရှင်ဘုရားမိန့်ကြားသည်လေးစဉ်သမုဒ္ဒရာရေတွေများလဲပမာတင်စားတူများမမီရေပေါက်ပမာသိငယ်သွားလို့ကျေးဇူးတရားလွန်များသည်အဲ့ဒါကဗုဒ္ဓပေးထားဥပမာများထင်ရှားရှိပါသည်အဲ့ဒီလိုကျေးဇူးများတဲ့မိဘနှစ်ပါးကိုဧကေနဘိက္ခွေအံသေနမာတရံပရိဟရိယဧကေနအံသေနပိတရံပရိဟရိယဝတ္တတတ္တံယုကောဝတ္တတတ္တဇီဝေတဲ့ကျေးဇူးများတဲ့မိဘနှစ်ပါးကိုဘယ်ဘက်ပခုံညာဘက်ပခုံမောတင်းလို့ဒီပေါ်မှာပဲထမင်းစားဒီပေါ်မှာရေချိုးဒီပေါ်မှာကျင်းချင်းကျင်းငယ်စွန်းအနှစ်တရာပတ်လို့အမေနဲ့အဖေကိုဘယ်ဘက်ပခုံညာဘက်ပခုံပေါ်မှာတင်ပြီးတော့ပြုစုလှုပ်ကြွေးပါတော့လည်းပဲဘုရင်သားကြီးကျေးဇူးမကြည်ဘူးတဲ့မိကိုညာကဖကိုလက်ဝဲကင်ဆွဲချီလျက်ပခုံးထက်ဝဲအသက်ဆုံးအောင်မြန်နိုးဆောင်လျက်အခေါင်အဖျားလှုပ်ကြွေးညာလဲအခေါင်အဖျားလှုပ်ကြွေးညာလဲမွေးပွားပိုင်ကျူရှေ့တင်မှုသည်ကျေးဇူးလည်းပြိုင်မဆနိုင်ခဲ့အဲ့ဒီလိုနီးနဲ့လဲဆက်လို့မိဘကျေးဇူးမကြည်တန်ခိသာဟေတုမိကွန်းထုတ်ထားတယ်။ဘာဖြစ်လို့တာမန်ဆက်ယုံနဲ့မကြည်တာတော့ဆိုရင်ဘဟုပကာရံဘိခဝေမာတာပိတရောပုဒ္ဒနာအဘာဒကပောတကဣမတလောကတတတိတာရောဘိခဝေယဟန်တော်များဥစ္စေနာတို့မာတာပိတရောမိခင်ဖခင်တို့သည်ဗုဒ္ဓနာသာသမီတို့အပေါ်မှာဘဟုပကာရံကျေးဇူးများပါပေကုန်၏အဘာဒကအရေးပင်၍ကျွေးမွေးတတ်ကြပါပေကုန်၏ပောတကမကြီးမညူမေတ္တာကုလရဲ့ပြုစုလှုပ်ကြွေးတတ်ပါပေကုန်၏ဣမတလောကတဟောဒီလောကကြီးရဲ့ဓာတိတာရောအကောင်းအဆိုးအကြောင်းကျိုးကိုလည်းညွန်ပြတတ်ပါပေကုန်မည်တကားအဲ့ဒီလိုကျေးဇူးကြီးတဲ့မိဘတွေကိုပေးတတ်တဲ့ကျေးဇူးဆက်ခြင်းနဲ့ဆိုရင်တဲ့ကျေးဇူးဆက်နည်း၄နည်းပြောပါတယ်ကျေးဇူးဆက်နည်းဘယ်နှနည်းလဲဒီပင်နည်းတွေနဲ့ကြိုက်တယ်လို့စမကြည်ဘူးတဲ့ဒီနည်း၄နည်းနဲ့စမှကျေးဇူးတရားကြည်တယ်တဲ့အဲ့ဒီနည်းတွေကဘာလို့ဆိုရေရောစာကောဘိက္ခေမာတာပိတရောအတ္တတေတတ္တသမ္ပဒါယသမာတပေတိနိဝေတိတိပရိဋ္ဌာပေတိဒုတ်တိလေသီလသမ္ပဒါယမစ္စရိယသာကသမ္ပဒါယဒုတ်ပင်ကြီးပညာသမ္ပဒါယသမာတပေတိနိဝေတိတိပရိဋ္ဌာပေတိမိဘကျေးဇူးဆက်ခြင်းဇာနီးလေးနီးဇာနီးဘယ်နဲ့နီးလဲအဲ့ဒီဇာနီးလေးနီးဖြင့်မိဘတွေကိုကျေးဇူးဆက်တဲ့ကဲပရိသတ်တွေအဲ့ဒါမြန်မာလိုလိုက်ပြီးတော့ဆိုကြည့်ရအောင်တရာမဲ့ညာမိဘနှစ်ပါးတရားပွားအောင်လုပ်ရမယ်တရားမဲ့ညာမိဘနှစ်ပါးတရားပွားအောင်လုပ်ရမယ်နံပါတ်1ကအမေရတရားမရှိဘူးအဖေရတရားတရားမရှိဘူးလူချင်းတန်းနေတဲ့သိဝါဒနာမပါဘူးဆိုအမေလက်တဲ့ပတ်စံသွားတဲ့အဖေလက်တဲ့ပတ်စံသွားတဲ့ဒကာကြီးတော်ကြီးအမေအဖေရောဒါလေးလှူရောဒါလေးလှူဟောဒီလိုတရားတရားဖြစ်အောင်လုပ်ပေးရင်ကျေးဇူးကြည်တဲ့နောက်တကူဆိုမယ်အလှမဲ့ညာမိဘနှစ်ပါးအလှပွားအောင်လုပ်ရမယ်အလှမဲ့ညာမိဘနှစ်ပါးအလှပွားအောင်လုပ်ရမယ်မိဘတွေအိမ်မှာသွားပြီးတော့အလှတန်းလုပ်ပေးပါကိုအိမ်မှာလှူတန်းလုပ်ရင်လည်းပဲမိဘကိုဖိတ်ပါဖိတ်ပြီးတော့ဆွမ်းကားမယ်ဆိုရင်လည်းပဲလာအမေအဖေလာဆွမ်းလာကကိုယ်တိုင်ကသာတိကဒါနမိဘကိုအလှနဲ့ကျေးဇူးဆက်။ဘာနဲ့ကျေးဇူးဆက်။အလှနဲ့ကျေးဇူးဆက်တချို့ဒကာမကြီးတွေဒကာကြီးတွေလည်းရှိတယ်မိဘတွေကကတ်တတ်မိဘတွေလည်းရှိသေးတယ်တွေ့ဘူးတယ်
ဘုန်းကြီးအလူတွေမှာလေးဆွန်နေပါလေကဟဲ့ဓမ္မကြီးတွေခေါ်လိုက်ဓမ္မကြီးတွေခေါ်လိုက်လေဆွန်ကအောင်နင်တို့ကကလေးတွေဘတော့ကတ်လို့ရတယ်ဓမ္မကြီးလားအမေဆွန်ကလိုက်ပါရဲ့တူတူပဲမထားဘူးဟိုကနေပြီးတော့အဖေလာပါတယ်လိုက်ပါကွာတူတူပါပဲဘယ်တူလိမ့်မလို့မရသားရဲ့တဟတိကဒါနဘာဒါနလဲရေသက်ချလည်းဒီတိုင်းပဲအမေရေသက်ချမချပါဘူးချနင်တို့မချတယ်မျိုးလူငယ်တွေသူကသေခံနေပြီသေခံနေမလို့လှုပ်ပေးနေတာကုသိုလ်ကတွေ့ဘူးတယ်ခဏခဏအဲ့ဒီကတ်တတ်တဲ့ကမကြီးတွေကကြီးတွေ့ဘူးတယ်သာသမီကမိဘကုသိုလ်ရအောင်လာပါအမေရှိတို့ပါတရားနာပါရေသက်ခွက်ကိုယ်တိုင်ချပါဆိုလှုပ်ပါညီတို့လှုပ်ပါညီတို့ညီတို့ကလူငယ်တွေလှုပ်လူငယ်တွေကဘတော့လှုပ်လို့ရသူတို့သေခံနေမလို့သူတို့ခိုင်းနေတာဟောအဲ့ဒါကတ်တတ်ရေသက်ခွက်ဟိုတွန်းထုံတီတွန်းထုံတခါဘုန်းကြီးကစိတ်မရှိဟဲ့လာရင်မကနေလားရှေ့ဦးလားကဆိုသာကိုကဘိုက်ကစားနေပြီစောင့်နေရတာဟုတ်တယ်အဲ့တော့ဟိုလူတွန်းထုတ်ဒီလူတွန်းထုတ်လုံနေတယ်ဘုန်းကြီးစားတော့ကတ်ခိုင်းမှာဆိုတော်တော်နဲ့မလားအဲ့ဒါရှိသေးတယ်မလုံနဲ့သာသမီကမိဘကုသိုလ်ရခြင်းလို့ပြောတဲ့ဥစ္စာလာဖို့ထလာဖို့ဘာဖြစ်လဲကတ်လိုက်ဖို့တဟတိကဒါနလူကုသိုလ်သာသမီနဲ့တူတူကုသိုလ်လုပ်ရတော့မကောင်းဘူးလားဒီအဲ့ဒါလေးသတိထားဖို့ပြောတယ်နောက်တစ်ခုဆိုသီလမေညာမိဘနှစ်ပါးသီလပွားအောင်လုပ်ရမယ်သီလမေညာမိဘနှစ်ပါးသီလပွားအောင်လုပ်ရမယ်အမေဒီနေ့ဥပုံနေ့အဖေဒီနေ့ဥပုံနေ့ဟောဒီမှာထမင်းကြိုင်ပြင်းပြီးရော့ဟောဒီမှာသီလဝဲထည့်ဖို့လို့ပတ်စံ1000ယူသွားရော့ဆိုင်ကားနဲ့သွားသုံးဖို့လာလိုက်ပုံမယ်ဥပုံနေ့အမေအဖေသီလဆောင်တည်ဖို့လို့သောသောထထမင်းဟင်းချက်ပေးဆုံးအုပ်ပြင်ပေးဒါလှုပ်ပေးရမယ်လှုပ်ပေးလားမလှုပ်ပေးရဘူးလားအဲ့ဒါကျေးဇူးဆနေတာမလုပ်နေတာလဲအဲ့ဒါမြတ်စွာဘုရားလိုချင်တဲ့ကျေးဇူးဆနေပဲတဲ့ပတ်စံတသိန်းသွားပေးထားတာဒါကျေးဇူးအပဟိကကျေးဇူးကုသိုလ်ရအောင်လုပ်ပေးရမယ်ဘာရအောင်လုပ်ပေးရကဲနောက်တစ်ခုဆိုမယ်ပညာမဲ့ညာမိဘနှစ်ပါးပညာပွားအောင်လုပ်ရမယ်ပညာမဲ့ညာမိဘနှစ်ပါးပညာပွားအောင်လုပ်ရမယ်အဲ့ဒီနေရာမှာပရိသတ်တွေဘာပြောတာတော့ဆိုရင်ဒုဗ္ဗေနိပညာသမရယသမာဓပေတိနိဝေသေတိပရိဋ္ဌာပေတိဒီအသက်80 80အရွယ်မှတော့သူတို့ဘယ်เจ้าမှသွားထားလို့မရတော့ဒီလောကီပညာပြောတာမဟုတ်ဘူးလောကုတ္တရာပညာလို့ခေါ်တဲ့ဝိပဿနာဉာဏ်ပညာမဲ့ဉာဏ်ဘုံဉာဏ်ရအောင်အခြေခံဖြစ်တဲ့ဝိပဿနာပညာဝိပဿနာဉာဏ်အဲ့ဒါရအောင်ဘာဖြစ်လဲအမေတို့ဖေတို့ကိုတရားအထုတ်ခိုင်းရမယ်ဘာလို့ခိုင်းရမလဲအမေတရားစကားရှိတယ်အေးသွားမသွားချင်သွားပါမေရဲ့မပြောသမီးလာပြန်ကြုံမယ်သွားရောက်အောင်ဖို့မိဘကလည်းပဲသာသမီငါကျေးဇူးဆန်းနေတယ်ငါသွားမယ်အေးငါသွားမယ်နော်နိုင်တယ်လို့တော့ထိုင်မယ်မနိုင်ပြန်လာမယ်ဒီလိုစိတ်ဓာတ်နဲ့လာအိမ်ဘော်ကသွားတဲ့ကမသွားချင်ဘလို့မှဆွဲချလို့မရဘူးဒါကြောင့်ဘုန်းကြီးပြောတယ်ဒီအဖွားကြီးတွေဘိုးကြီးတွေကတန်လိုက်တုံးကြီးတွေလို့ဘာတွေတော့တန်လိုက်တုံးကြီးတွေတန်လိုက်တုံးဆိုတာသူနာသွားတဲ့တန်ချောင်းတော့တန်တူတန်တာအကုန်ဆွဲကတ်တာပဲအဲထိုင်အငို့ရသားလေးမြည်လေးလာပါအောင်ဖောက်မကြီးပေါင်ပေါ်တက်တယ်ဟိုလာပါအောင်တဲ့ပေါင်ပေါ်တက်တယ်တန်လိုက်တုံးလျှောက်ကနေနေတာပဲမခွာနိုင်ဘူးအဲ့လိုဖြစ်နေတယ်အဲ့တော့ဒီမှာတရားစခန်းရှိတယ်တဲ့ဘယ်မှာကြားတယ်တဲ့စုံစမ်းမေးအမေ9ရက်စခန်းနဲ့သွားလိုက်အမေ9ရက်စခန်းနဲ့လိုက်ဖို့ဝေးမယ်လိုအပ်တဲ့ဆေးဝါးယူသွားမိဘကလည်းသာသမီကျေးဇူးဆန်နေတာပေတိတိကတ္တတမလုံးနဲ့အိုးငါသမီးလည်းကုသိုလ်ရငါလည်းကုသိုလ်ဖြစ်တယ်သွားမယ်ဟဲ့မှန်မယ်ဟဲ့ဘယ်နှစ်ရက်မှ3ရက်မှပြီးပြန်လဲရတာဘယ်သူမှစာချုပ်ချုပ်ထားတာမဟုတ်ဘူးမမှန်နိုင်လို့ပြန်ရင်လည်းပြန်ပေါ့မှန်နိုင်ရင်လည်းဆက်မှပေါ့ဒါပြောတယ်အဲ့တော့ပညာဆိုတာပညာမယ်ညာဒုပညာပညာသမရယသမာဓပေတိမြတ်စွာဘုရားကသာသမီတွေဟာမိဘကိုကျေးဇူးဆက်တဲ့နေရာမှာ7နည်း4နည်းဘယ်နှနည်းလဲအေးဝိပဿနာဉာဏ်ပညာမဲ့ဉာဏ်ဘုံဉာဏ်ရအောင်သာသမီတွေကဆောင်ရွက်ပေးလို့အဲ့ဒီမဲ့ဉာဏ်ဘုံဉာဏ်ပညာရရင်မိဘပေါ်မှာတင်တဲ့ကျေးဇူးကျေးတယ်တဲ့အဲ့ဒါတလောကဘုန်းကြီးကြီးကိုတယ်လီဖုန်းနဲ့လှမ်းပြီးတော့မေးတယ်ရှင်ဘုရားတဲ့မိဘကျေးဇူးကျေးတဲ့နည်းရှိလားတဲ့ရှိတယ်အဲ့ဒါရှင်သာနာတိကကလည်းစာအုပ်ထုတ်တယ်တဲ့နှုတ်နှလုံးဘုံလုံးကျေးပါတယ်တဲ့စာအုပ်ထွက်တယ်တဲ့ဒီပင်ဆရာတော်တွေကလည်းရေးတယ်တဲ့မြတ်စွာဘုရားကနှုတ်နှလုံးဘုံလုံးကျေးအောင်ဆက်တယ်တဲ့အဲ့ဒါလည်းတပည့်တော်တို့နာရတယ်တဲ့ဟိုမြတ်စွာဘုရားတော်ကနှုတ်တလုံးဘုံတောင်ကျေးဆိုတဲ့ဟင်္ဒရာထွင်ဆိုတဲ့သချင်းကမှားတယ်ဆိုပြီးတော့ဓမ္မဂရိကဆရာတော်တွေဟောတာလည်းကြားဘူးတယ်တဲ့
အဲ့တော့မြတ်စွာဘုရားသည်အမေကျေးဇူးအဖေကျေးဇူးဆက်တဲ့နေရာမှာနို့နှလုံးမှုကြည်တယ်ဆိုတာဘယ်စာတဲ့ပါလဲကိုတော့ပြောပေးပါတဲ့အဲ့ဒါနဲ့သူလှမ်းပြီးတော့ကိုကတခါကြီးခဏဆောက်အောင်ဘုန်းကြီးလည်းစာရှားလေအောင်မယ်ဒီတရားကဟောတာကြာပြီဆိုတော့မှအဲ့ဒါစာရှားတော့ပရိသတ်အင်္ဂုတ္တပါဠိတော်မှာသွားတွေ့တယ်အင်္ဂုတ္တပါဠိတော်မှာယုတ်ဘုန်းကြီးရွတ်တဲ့ဒုတ်သီလေသီလသမ္ပဒါယမေစရိယသာဂသမ္ပဒါယဒုတ်ပင်ပညာသမ္ပဒါယတမတပိတိနိဝေသေတိပရိဒာပိတိမိဘကျေးဇူးကျွေးအထူကိုကြည်နူးတုံငါဆက်လိုပါမှုတရာကင်းပါသီလမဖြူတရာကင်းပါသီလမဖြူအလိုမပေးကင်းဝေတုတာမင်းနှင်းဖကိုဖြောင်းပြချိုးသာချိုးချိုးသားသားနဲ့ပြောအမေတို့ဖေတို့ဖြောင်းပြချိုးသာစေရနာဖြင့်တရာစာသာမြတ်တရားနဲ့စုံညာလေအောင်ကြိုးစားဆောင်ကမြားမြောင်ထွေထွေကျေးဇူးကြည်မည်ဒီလိုနီးလေးနီးနဲ့ဆိုင်ကျေးဇူးကြည်တဲ့မြတ်စွာဘုရားနှုတ်နှလုံးမို့လို့ဘာဖြစ်လို့ကြည်တာတော့ဆိုနံပါတ်1အဖေကျေးဇူးအရင်ဆက်တယ်ဘုရားကဘုရုကျေးဇူးအရင်ဆက်ဘုရားဖြစ်ပြီးလို့မိဂရာဝန်တော်ကနေပြီးတော့ဘုရားဖြစ်ပြီးလို့မြတ်စွာဘုရားရာတကြိုရောက်နေတာဗိမိတာရမင်းကြီးပြင့်လို့ရာတကြိုရောက်နေတာအဲ့ဒါသုဒ္ဓောဒနာမင်းကြီးကကာလုဒ္ဒာကြီးအမတ်ကိုတခါတည်းဘုရားတပ်ပင်ခိုင်းတော့မြတ်စွာဘုရားတပေါင်းလာပြင်းနေဖြစ်ပြီးတော့ဝင်လာတာတပည့်လိုပြီးကြွပြီးတော့ကဖျားဖြစ်တာပရိသတ်ဝါကဆုံလာပြီနေဖျားဖြစ်တာဖျားဖြစ်တာပါပဲလောက်ကဆုံလာပြီဖျားဖြစ်တယ်ဝါဆိုလာပြီနေမိဂရာအောင်မှာဝါဆိုတယ်ပစ္စယကြီး၅ပါးတရားဟောတယ်ဝါကောင်တော်လင်းဒီညိုတောင်မို့နဲ့တော်ပြားတော်တပုတ်တဲ့တပေါင်းလဲကြာဟောမြတ်စွာဘုရားဖျားဖြစ်ပြီးတော့လပိုင်းပဲရှိသေးတယ်တပည့်လိုကြွလာတပည့်လိုကြွလာပြီးတော့ဘာဖြစ်လဲခမဲတော်သုဒ္ဓောဒနာမင်းကြီးကိုအဲ့ဒီမှာတရားခေါ်တယ်တရားဟောတာတော့မှသာဖန်နေရောဘယ်လိုဖြစ်တုံးဆိုတော့သုဒ္ဓောဒနာမင်းကအိုးသားပဲကွယ်ကိုနန်းကိုနေခဲ့တဲ့နေရာပဲအချိန်မရွေးစားကျင်တဲ့အချိန်လာလိမ့်မယ်ဆိုပြီးတော့ချက်ပြုတ်ထားတယ်ဘုရားဆွမ်းစားမပင့်လိုက်အဲ့တော့မြတ်စွာဘုရားကလည်းမပင့်ရင်မကြွဘူးမပင့်ရင်မကြွတော့မြတ်စွာဘုရားဘာလို့လဲမြို့ထဲဆွမ်းခံသွားတယ်ဆွမ်းခံကြွတဲ့အခါကျတော့အမတ်တွေကလျှောက်တယ်မင်းကြီးတက်ကြတာကီဝင်မျိုးဟာခွက်လက်ဆွဲပြီးတော့မြို့ထဲလိုက်တောင်းနေတယ်ရှက်စရာကြီးတောင်းစားနေတယ်မင်းမျိုးကတောင်းစားရတာမှမဟုတ်ပဲနဲ့ဆိုတော့အဲ့ဒီမှာသုဒ္ဓောဒနာပရိသတ်ပစိုးမနိုင်အတင်းတခါတည်းသားဖယားနောက်ပြေးလိုက်သွားတာကိုတော့ဘာလို့တာလဲဒီဥစ္စာကြီးစားဘလောက်ရှက်စရာကောင်းတယ်လဲအောင်မလေးသုဒ္ဓောဒနာမင်းရဲ့သားကပါကြီးဝင်မင်းသားဖယားကဇွာတဲ့လှည့်ပြီးတော့တောင်းစားရတယ်လို့ကိုတော့ကိုတော့တပည့်တော်မျက်နှာဓာတ်နဲ့တောင်လိပြင်းချင်းနေအဲ့ဒါသုဒ္ဓောဒနာကသွားပြောတော့မြတ်စွာဘုရားကမင်းကြီးခမဲတော်ဒါရှေ့ဘုရားတို့ရဲ့ထုံနှန်းစင်လာပဲဒီလိုပဲဘုရားဆိုတာဆုံးခံစားရတယ်လာကိုတော့မခံနဲ့ဆိုအတင်းလက်ဆွဲလာအဲ့ဒါသားဖန်းတယောက်လက်ဆွဲပြီးတော့ရွှေနန်းတော်ခေါ်ရတာလမ်းထဲတင်တရားဟောလာတာအဖေကိုနန်းတော်မရောက်ဘူးလမ်းထဲတင်သုဒ္ဓောဒနာသောတာပန်တည်တယ်အဲ့ဒီကနေနောက်နေ့တရားဆက်ဟောတက္ကရာကနောက်အနာကနောက်ဆုံးသုဒ္ဓောဒနာမင်းယဟန္တာဖြစ်တယ်သုဒ္ဓောဒနာမင်းဘာဖြစ်လဲသုဒ္ဓောဒနာမင်းယဟန္တာဖြစ်တယ်ယဟန္တာဖြစ်ပြီးတော့လူဝိလူစားနဲ့ပဲသုဒ္ဓောဒနာမင်းကြီးကပြိဋိဘံဆန်းတယ်အဖေအလောင်းကိုကပိလို့နေပြီးတော့အပြင်ထုတ်ပြီးတော့မြတ်စွာဘုရားကိုးတော်တိုင်သုဒ္ဓောဒနာရဲ့ဇာပနအဖေဇာပနဘုရားကိုယ်တိုင်ပြကြအောင်ချအဲ့အဖေလည်းယဟန္တာလည်းဖြစ်သွားတော့မြတ်စွာဘုရားကနေသေးတယ်တဝါ2ဝါ3ဝါ4ဝါ5ဝါ6ဝါ9ဝါမြောက်တော့မှမြတ်စွာဘုရားတာဝရိဏတက်သွားတာဘယ်တက်သွားတာလဲငါမွေးတဲ့အမေပဲမလဲဆိုတော့မေတော်မာယာကပိဋိတန်တုတ်တိတနတ်သားတဲ့ဘာနာသားတဲ့လဲမြတ်စွာဘုရားဘောဓိပင်မှာမာနကိုအောင်တော်မူကားမှာတန်တုတ်တိတနတ်သားဆိုတော့အဲ့ဒီမှာတည်းကမေတော်မာယာကပါလာတာဗရမယရက်တောင်ကြီးရပ်ပြီးတော့ရောင်ဘုန်းကြီးတို့ရွှေဆောင်းသားငွေဆောင်းသားနဲ့ကြွလာတဲ့အခါမှာဗရမယရောက်တန်ကင်နာတဲ့နတ်သားကအဲ့ဒါဘုရားရဲ့အမေပဲတန်တုတ်တိတနတ်သားဆိုတာအဲ့ဒီတည်းကရှိတယ်တန်တုတ်တိတနတ်သားမေတော်မာယာသည်မြတ်စွာဘုရားအလောင်းတော်သိတ္တရမင်းသားကိုဖွာပြီးတော့9ရက်နေမှနိုင်ပါဆံကံတော်ကုန်းတာဖွာချင်းမသေးသေးဘူး။အိုးရွှေမတေမောင်သွင်းတဲ့ဗုဒ္ဓဝင်ထဲမှာကတော့ဇတ်ဆိုတော့ဘယင်းတိုင်း9ရက်ထားလို့မရဘူး။အဲ့ဒီမှာတခါလဲလုံမဏီဥယျာမာတယ်ဘုရားမွေးချင်းသေးတာပဲ။ရွှေမကဒီတည်းမှာဇတ်ကအတူချုံးပြရတာ။အမှန်မှဘုန်းကြီးတို့ဗုဒ္ဓဝင်ပါဠိတော်ကြီးမှာဗုဒ္ဓဝင်မှာရေးထားတာကမေတော်မာဟာကပိလုကိုပြန်လာသေးတယ်။ကပိလုကိုပြန်လာပြီးတော့9ရက်ဘုရားအလောင်းသည်မေတော်မာယာနို့ကိုစို့ရသေးတယ်မေတော်မာယာနို့ကိုစို့တယ်အဲ့ဒီနို့ဘုဆတရားမြတ်စွာဘုရားသွားခေါ်တာဟိုတာဝရိဏနတ်ပြည်မှာအဘိဓမ္မာတရားဘာတရားလဲအဘိဓမ္မာ9ကျမ်းအဲ့ဒီမှာတာဝရိဏနတ်ပြည်မှာအဓိကသွားခေါ်တာကအဲ့ဒီမေတော်မိနတ်သားတန်တုတ်တိတမေတော်မိနတ်သားလို့လည်းခေါ်တယ်တန်တုတ်တိတနတ်သားလို့လည်းခေါ်တယ်
ဒီနတ်သားကိုအကြီးမှုထားပြီးတော့မြတ်စွာဘုရားအဘိဓမ္မာတရားသွားတက်ခေါ်တာအဲ့ဒီတရားဟောရတာဘုန်းကြီးတို့တာမန်နေနဲ့ကြည့်တော့အမတန်ပင်ပန်းတယ်ဘာဖြစ်လို့တော့ဆိုတရားကရပ်လို့မရရပ်လို့မရအချိန်မပေးနိုင်လို့ဝါတွင်3လအဲ့တော့မြတ်စွာဘုရားကလူသားဘုရားဖြစ်တဲ့အတွက်ကြောင့်မလို့ဆုံးဖုံးပေးဖို့ရှိတယ်နတ်တွေကနာနိုင်ပေမဲ့လို့ဘုရားကမဟောနိုင်ဘူးဆုံးဖုံးပေးရမယ်ရေချိုးရမယ်ကြည်ရင်ကျင်ငယ်ဆုံးရမယ်နတ်ပြည်မှာကုရီမရှိဘူးနတ်သမီးနတ်သားကြည်ရင်ကျင်ငယ်မဆုံးဘူးဆိုတော့မြတ်စွာဘုရားဘယ်လိုလုပ်ရတယ်လဲအဲ့ဒီမှာတရားဟောနေတဲ့အချိန်မှာဘုရားကဆွမ်းခံခြင်းရောက်ပြီဆိုတာနဲ့ဘုရားတဆူဖန်ဆင်းခဲ့ဘုရားအစ်စ်ကအောက်ဆင်းသွားတယ်အပေါ်ဘုရားအတုကဟောနေဘုရားဖန်ဆင်းခဲ့တယ်ဘုရားဒါပေမဲ့နတ်တွေဘယ်သူမှမသိဘူးအဲ့တော့မြတ်စွာဘုရားဆင်းလာပြီးတော့ဘာဖြစ်လဲအဲ့ဒီမှာဆွမ်းစားတယ်ရေချိုးတယ်ရေချိုးပြီးတော့အဲ့ဒီတာဝရိဏနတ်ပြည်မှာဟောတဲ့တရားကိုရှင်သာရိပုတ္တရာကအဲ့ဒီမှာစောက်တယ်ရှင်သာရိပုတ္တရာကိုပြန်ဟောတယ်ဘုရားကတနေ့တရား2ပွဲဟောရတာနတ်ပြည်မှာ1ပွဲဟောတယ်လူပြည်မှာရှင်သာရိပုတ္တရာပြန်ဟောရတယ်နတ်ပြည်မှာဟောနေတဲ့ဘုရားကတော့ဟောနေတာပဲဆက်တိုက်ပဲဒါကြောင့်ဘုန်းကြီးတို့ဒီပဋ္ဌာန်းအဘိဓမ္မာပဋ္ဌာန်းရွတ်တဲ့အခါမှာအတန်မဆဲဆိုတာကြားဘူးတယ်မလားနေရောညရောတန်ဃာတွေအပါ20စိတ်လောက်ပြင်ပြီးအတန်မပြရဘူးအတန်မဆဲပဋ္ဌာန်းပွဲဆိုတာအဲ့ဒါပါပဲမဲတော့ကျေးဇူးဆက်တဲ့တရားမြတ်စွာဘုရားအတန်လုံးဝမပြတ်ခဲ့ဘူးသို့သောဘုရားရုပ်ပွားတော့ဖန်ဆင်းခဲ့ရတယ်ဘုရားအစ်စ်ကတော့ဆင်းလာပြီးတော့ဆုံးပုံပေးတယ်ရေချိုးတယ်ဒီမှာပြန်ပြီးတော့ရှင်သာရိပုတ္တရာပြန်ဟောတယ်ဒါကြောင့်ပဋ္ဌာန်းပွဲတွေမှာဘုန်းကြီးညကြီးပါပြီလို့အတန်မဆဲပဲနဲ့ရွတ်နေတယ်နဲပါအိပ်ပါအောင်လားအိပ်လို့မရဘူးဘုရားတိုင်အလဲနဲ့ရွတ်ရတာဥပမာမြတ်စွာဘုရားဒီအဘိဓမ္မာတရားဟောတော့ကလည်းအလဲနဲ့ဟောရတာဘုရားတပါးဖန်ဆင်းခဲ့ရတာဘုရားရှိခိုးပြန်ဆင်းလာပြီးတော့ဒီမှာဆုံးပုံမေးရေချိုးပြီးတော့တာဝရိဏပြတ်တက်သွားကိုဘုရားအတုကိုပြောက်ဘုရားရှိခိုးပြန်ဟောနောက်နေ့ဆွမ်းသားတွေညဘုရားရှိဆင်းလာခဲ့ဘုရားအတုဖန်ဆင်းခဲ့အတန်မပြတ်အောင်အဘိဓမ္မာတရားဟောတော့ကနတ်ပြည်မှာအတန်မပြတ်အောင်အတန်မဆဲအောင်ဟောတဲ့တရားမို့လို့အခုဘုန်းကြီးတို့ကျောင်းတိုက်တွေဘုရားတွေမှာပဋ္ဌာန်းရွတ်ရင်လည်းပဲအတန်ပြတ်လို့မရဘူးအတန်မဆဲရွတ်တယ်ဆိုတာအဲ့ဒါပဲအဲ့တော့မြတ်စွာဘုရားတော်မှာ6ဝါလုံး9ဝါမြောက်မှာတာဝရိဏနတ်ပြည်တက်ပြီးတော့မိဘရဲ့ကျေးဇူးကိုဆက်ပါတယ်ဒါကြောင့်မိဘကျေးဇူးကျွေးရထုကိုကြည်နုတုံငါဆက်လိုပါမူတရားကင်းပါသီလမဖြူအလူမဲ့ပေးကင်းဝေသုဒ္ဓမိနှင်းဖကိုတောင်းပြချိုးတာစေရနာဖြင့်တရားစာသားမြတ်တရားနဲ့ဆုံညာလေအောင်တဲ့အဖေကျေးဇူးနဲ့အမေကျေးဇူးဆက်တဲ့နေရာသုဒ္ဓရဏမင်းကတော့ယဟနာတိဖြစ်သွားတယ်သုဒ္ဓရဏကဘာဖြစ်သွားလဲမေရောမာယာတဖြင့်လဲတန်တုဋ္ဌိတနာသားကတော့သောတာပန်ပဲတည်တယ်ဘာပဲတည်လဲသောတာပန်ပဲတည်တယ်သို့တော့အပေတကားပိတ်ပြီဆိုတော့မြတ်စွာဘုရားကတိုင်စိတ်ချပြီဆိုတော့တရင်ညိုလာပဲနေကြတော့ဘုရားပြန်ဆင်းလာတာလူပြည်ကိုအဲ့ဒါဘုရားဆင်းလာတဲ့အချိန်ကိုလူတွေကစီမိတွေနဲ့ပူဇော်ကြတာဘုရားကြိုတာညနေပိုင်းဆင်းလာလို့အဲ့ဒါကြောင့်တရင်ညိုလာပဲနေမိထွန်းတယ်ဆိုတာလေအဲ့ဒါလေးလည်းမှတ်ကြအောင်ကိုင်းအဲ့ဒီတော့မိဘကျေးဇူးကိုစချင်ရင်ပိတတ်တေအဲ့ဒီလေးနည်းနဲ့စအဲ့ဒီလေးနည်းနဲ့စရင်ကျေးဇူးကြည်ပါသည်ဆိုလိုက်ပါမိဘနှဖျားရှိလေရာဘေခာမမေအားမိဘနှဖျားရှိလေရာဘေခာမမေအားအခွင့်သင်္ကာတနိုင်ရာမှန်စွာကျေးဇူးစာအခွင့်သင်္ခါဆနိုင်ရာမှန်စွာကျေးဇူးစာမဆနိုင်ဘူးထားလိုက်ဦးကျေးဇူးမကန်းအားမဆနိုင်ဘူးထားလိုက်ဦးကျေးဇူးမကန်းအားမဆချင်းထက်ကျေးဇူးချက်ဆထက်ဆိုသည်မှာမဆချင်းထက်ကျေးဇူးချက်စားတဲ့ဆိုသည်မှာမဆချင်းရင်နေပါလေပိတိုင်ကျေးဇူးတော်မကမ်းပါနဲ့ကျေးတော်မစွတ်ပါနဲ့ဒါကြောင့်ကျေးဇူးဂုံရှိမြင်လားမိနှင်ဖဗျမကျေးဇူးဂုံရှိမြင်လားမိနှင်ဖဗျမသိသင်ပါမမကွာပြန်ကားသာဆရေနတ်နှစ်ပါးပခုံးတဲ့တင်ငါသက်ဆုံးပင်ယူရလုံးကျွေးလေးကျွန်းဆိုမင်းအရာကိုနေမကြမြောက်သေးရင်ပမာရောက်ပေးတော့မလောက်ဝေးများတယ်ကျေနိုင်ဘုံဗုဒ္ဓနိကိုလားကျေနိုင်ဘုံဗုဒ္ဓနိကိုလားထုတ်ပြပြီးဟောလိုက်တော့မယ်ဒါနနဲ့သီလဆွဲကြည်မြပွဲဒါနမြရဲ့နဲ့
ရှားကြမ်းမှပညာမှန်ရစေဖို့ဖန်မိဘနာဆွေနှမကိုမိဘနာဆွေနှမကိုကျေးပြုံအောင်ပြုတော်ရင်သွေးသေးလွန်တော်လူမြတွေပေးလို့ရှေ့ကရေးတတ်တဲ့ဆရာကြီးတွေကမိဘကျေးဇူးကိုရေးသွားတာပရိသတ်တွေကျေးဇူးကုန်ရှေ့မြင်လာမိနေပါဗျမတိတင်ပါမမကွာပြန်ကားသာဆာရေးနတ်နှစ်ပါးထက်ပခုံးတဲ့တင်ကားနတ်နှစ်ပါးပခုံးတဲ့တင်ကားသဆုံးပင်ယူရလို့ကြွေလေးကျွန်းဆိုမင်းအရာကိုနေမကြမြောက်သေးရင်ပမာရောက်ပေးတော့မလောက်ဝေးများတယ်ကျေနိုင်ဘုံဗုဒ္ဓနိကိုလကျေနိုင်ဘုံဗုဒ္ဓနိကိုလထုတ်ပြပြီးဟောလိုက်တော့မယ်ဒါနနဲ့သီလဆွဲကြည်မြပွဲဒါနမြတ်ရဲ့နဲ့ရှားကြံမှပညာမှန်ရစေဖို့ဖန်မိဘနာဆွေနှမကိုကျေးပြုံအောင်ပြုတော်ရင်သွေးသေလွန်တောင်းလူမြတွေပေးလို့မိဘကျေးဇူးကိုမြတ်စွာဘုရားဟောတာဘုရင်တည်းမကုံဘူးတဲ့ကုံနေတယ်လားအေးမိဘကျေးဇူးကိုဘုရားရှင်ကိုရောမြတ်ဟောတော်မူတာမကုံမှုတဲ့ဒါကြောင့်ကလျာဏမိတ္တာမာတာသပိတာသဟိတာကာရကာသေသံမေဇောပကာရာယကာတပံပူဇနံတရာမာတာသမြေမိုးဦးလေးလီကို၌တည်လျက်နှုတ်ဤတိုင်ကျွေးလွယ်ကမွေး၍ပိုင်ထွေးပြုစုယူရခင်မင်းမွေးသမီးခင်ဒီ၎င်းဗိဒာဇာသားရည်သမီးစီဝါရေးကိုပြေးကလွှားကမနာသာပဲဖွေရှာကျွေးမွေးကျေးဇူးအရှင်ကျွေးဖခင်ဒီ၎င်းကလျာဏမိတ္တာဘေးရန်ကင်းပြောက်ချမ်းသာရောက်အောင်စောင့်ရှောက်တတ်ပေမိတ်ဆွေကောင်းတို့ပါပေသည်ဟိတကာရကာစာသာသမီများချမ်းသာပွားဖို့ရှေလျာကာလဝရိယဖြင့်နေညမဆောင်နေညမဆောင်ကျိုးကိုလည်းဆောင်တတ်ကြပါပေကုန်၏တတ္တမသာသမီအတွက်တာကြုံ၍လာလျင်သာသမီအတွက်တာကြုံ၍လာလျင်အသာမဆောင်အနာခံ၍အဖန်မန်ထထကျေးဇူးပြုတတ်သည်ဖြစ်ကြောင်းဒေသံမြေကြီးကောင်းခင်ရေပြင်သမုဒ္ဒရာစက္ကဝမေရုနိုင်ရှင်ပြုလဲနိုင်ရှင်ပြုလဲနိုင်တုမမင်ထိုကျေးဇူးရှင်မိခင်ဖခင်တို့အားပေဇောပကာရာယကိုယ်ပေါ်ပြုဘူးသူကျေးဇူးကိုအထူးလေးမြတ်ပေးစတုတ်ပြန်ခြင်းဟာတရာခခသိပူဇနံသီခံတနာစိတ်ကောင်းထား၍နှစ်ပါးမိဘချမ်းသာရအောင်အစစအရာရာဆင်ခြင်အားဖြင့်လိမ္မာပါဏတရားက၍လေးမြကောရောလေးမြကောရောပူဇော်ပန်းထောက်ဆောက်ရှောက်ခြင်းကကာတဗံသာလိမ္မာသမီးလိမ္မာတို့သည်ဩကောင်းစွာမသွေပြုစုစောင့်ရှောက်သင်ပါပေပြီတကား